အားလုံးပဲမင်္ဂလာပါထုတ်ဝေးမြန်နေပြန်လည်းကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့24ရက်3လ2025ရက်ကျွန်တော်မှာ trade chain တွေကိုကျွန်တော်ကြည့်လိုက်ပြီးတော့ကြည့်လိုက်အောင်ဆိုတော့ကျွန်တော် trade chain တွေမကြည့်ခင်မှာကျွန်တော် ETH အကြောင်းလေးကျွန်တော်နည်းနည်းလေးပြောလိုက်အောင်ပေါ့နော်ဆိုတော့လက်ရှိ ETH ကတော့ဒါလက်ရှိပေါက်စီကတော့ဒါ1990ပေါ့နော်1990မှာရှိနေတယ်အဲ့တော့ဆိုတော့ကန်နယ်ကိုကြည့်လိုက်ခြင်းအားဖြင့်ဈေးရတာကျွန်တော်ဒါလက်ရှိ84ချက်ပေါ့နော်ဈေးရတာအတက်ဘက်ကိုသွားနေတယ်ဆိုရင်လည်းကျွန်တော်တို့ volume တွေကတိတ်ပြီးတော့မပါနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ volume တွေတိတ်ပြီးတော့မပါနေဘူးအဲ့တော့ဆိုလိုချင်တဲ့သဘောတရားဝယ်လို့အားတွေတိတ်ပြီးတော့မပါနေဘူးပေါ့နော်အဲ့တော့နည်းနည်းတော့တတိတော့ထားရမယ်ပေါ့နော်ဝယ်လို့အားမပါနေဘူးအဲ့တော့ဝယ်လို့အားမပါနေတာဖြစ်တဲ့အတွက်ကျွန်တော်ခါလေးကြာရင်ရောင်းလွှာတွေဝင်လာတဲ့အခါမျိုးကြာရုပ်တရက်ဈေးပြုတ်ကျတဲ့အခါမျိုးတွေကျွန်တော်ကြော်ဝါကောင်ကြော်ဝါနိုင်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်84ရကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ ETH share မှာကျွန်တော်ဒီ support ပေါ့နော်အဲ့တော့ support zone လေးကတော့ကျွန်တော်ဒီ1850 1850နဲ့40ကြားထဲမှာကျွန်တော်ရှိနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိ ETH အနေထားကတော့ကြည့်မယ်ဆိုတော့ဈေးဆက်တက်ဖို့ဆိုရင်တော့ကျွန်တော်ဒီ2200အထက်ကိုရောက်လာဖို့တော့လိုတယ်ဗျเนาะအဲ့တော့ trend chain ဖို့ဆိုရင်တော့ပေါ့2200 mover ratio မှာအပေါ်ကိုကျွန်တော် price ရောက်လာဖို့လိုတယ်ပေါ့နော်ဒါပြင်ကျွန်တော် daily ရပြန်ကြည့်မယ်ဆိုရင် daily ရကြည့်မယ်ဆိုတော့လောကကိုကျွန်တော် down trend ဖြစ်နေတာကိုကျွန်တော်တွေ့ရမှာပေါ့နော်လောက down trend ပဲတူဒီlower low lower high lower low lower high lower low lower high ဆိုတဲ့ပုံစံမျိုးနဲ့ဒါတောက်လျှောက်ကိုကြာနေတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့daily ရပြန်ကြည့်မယ်ဆိုသူအနည်းဆုံး retest လာနိုင်တဲ့နေရာဒီကျွန်တော်2200 2150ဝန်းကျင်လောက်ထိတော့အနည်းငယ် test လာလောက်ကောင်လုပ်နိုင်တယ်နော်အဲ့တော့ test လာလုပ်ပြီးတော့ဈေးဆက်ကြတော့လေကျွန်တော်ဖြစ်ကောင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီdaily ရပြန်ကြည့်တာပေါ့နော်နော်အဲ့တော့2200 2150ကို test လာလုပ်မယ်ပြီးသွားပြီဆိုတော့ဈေးကတော့ဆက်ကြမလားပေါ့နော်နောက်ထပ်ကြရတယ်ဆိုတော့1550ကိုရောက်နိုင်တယ်ဗျဒါလေးတော့ကျွန်တော်တတိထားဖို့လိုတယ်ပေါ့နော်1550နော်အဲ့တော့ဆိုတော့ဒါကတော့ daily ရကျွန်တော်ခက်မှန်တုံးတက်တာပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကတော့ကျွန်တော် H4 ရဆိုတော့1850ဆိုတဲ့ zone လေးကတော့တစ်ချက်စောင့်ကြည့်ဖို့လိုတယ်တကယ်လို့2200ကို Tesla လောက်ပြီးတော့1850လောက်ထိကိုကျလာကောင်ကျလာနိုင်တယ်1850အောက်ကိုဆက်ပြီးတော့ break လုပ်တယ်ဆိုတော့ကျွန်တော်1555ဝန်းကျင်เนาะ IT ကတော့အနည်းဆုံးကတော့ကျွန်တော် ETH အနေနဲ့တော့တွားဖို့ရှိတယ်ဗျเนาะအဲ့တော့ဆိုတော့ဝယ်ဂျင်တဲ့မိတ်ဆွေအနေနဲ့ကတော့ကျွန်တော်ဒီ1550ဝန်းကျင်လောက်မှာစပြီးတော့ကျွန်တော် DCA လုပ်ဖို့ကိုကျွန်တော်တော့အကြံပေးတယ်ပေါ့နော်1550ဝန်းကျင်เนาะ1550ဝန်းကျင်လောက်မှာ DCA စလုပ်ဖို့ကျွန်တော်အကြံပေးတယ်ပေါ့နော် Okay အဲ့တော့ဆိုတော့ဒီကနေ့ကျွန်တော် trade chain လေးလိုက်ပြီးတော့ကြည့်လိုက်အောင်ကျွန်တော် trade chain လေးပေါ့နော်အဲ့တော့ဒီကနေ့ကကျွန်တော်လက်ရှိ trade chain လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေ့လက်ရှိ trade chain တွေကတော့ကျွန်တော် position ကတော့ ZET တခုတည်းပဲလက်ရှိရှိနေတယ်ပေါ့နော်ကျွန်တော်ဝင်လိုက်တဲ့ price ကတော့ 0.33 ပေါ့နော်နည်းနည်းတော့မြင့်နေ 0.33 အခုလက်ရှိရောက်နေတဲ့ဈေးတန်း0.317ပေါ့နော်လက်ရှိကတော့ဒါကတော့အရှုံးပြနေတယ်ပေါ့နော်အဲ့တော့ position history မှာတော့ကျွန်တော်ဒီBNB ကိုကျွန်တော်မနေ့က close လုပ်လိုက်ပြီပေါ့နော် BNB နဲ့ကျွန်တော် HRP လေးကိုတော့ကျွန်တော် close လုပ်ထားတယ်နော်အဲ့တော့ position ကတော့လက်ရှိကတော့ ZET တခုလေးရှိတယ်ပေါ့နော်ဒါတော့လက်ရှိကျွန်တော်မှာဝင်နေတဲ့ position လေးပေါ့နော် order တွေကတော့ပေးထားတာတော့များတယ်နော်တိတ်ပြီးတော့အများကြီးတော့ပေးထားတယ်ဒါပေမဲ့လက်ရှိချိန်ကြီးကတော့ order တွေကတော့ကျွန်တော်မပွင့်လာသေးဘူးပေါ့နော်ဆိုတော့ position ကတော့ဒီကနေ့တော့ကျွန်တော် position ကတော့တစ်ခုပဲရှိတယ်အဲ့တော့ဆိုတော့နောက်နေ့ဒီမှာလည်းကျွန်တော်မှာ trade chain တွေကဘယ်လိုဒီဆက်ပြီးတော့ရှိနေအောင်မလဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦးလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်